လူပြိုကစားလို့မရဘူးလားတဲ့လူပြိုကဘာကိစ္စစားမှာလဲစားတာပါလူပြိုတွေလည်းစားလို့ရတယ်လူပြိုနဲ့အိမ်အောင်တဲ့နဲ့ကဒီအမျိုးသားတဘာဝဖြစ်စဉ်ချင်းကအတူတူပဲဒီအမျိုးသားဘောနော်ခန္ဓာကိုယ်ဖွဲ့စည်းပုံကအတူတူပဲလေအဲ့ဒါကြောင့်မလို့ဒီအညာမောင်ယိုကလူပြိုတွေလည်းစားလို့ရတယ်လူပြိုတွေမှာလည်းဘာဖြစ်တက်လဲဆိုတော့သူတို့နော်သူကကျတော့ကိုပါသူလက်နဲ့အာသာဖြေတာမျိုးတွေလောက်တဲ့အခါမှာဒီလိုအကြော်အားနေတာမျိုးတွေမျက်စိထိတာမျိုးတွေပေါ့နော်အာယုံကြောအားနေပြီးတော့မျက်စိထိတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဒီအညာမောင်ယိုကိုတနေ့နှစ်စွန်းစားပေးုံနဲ့အဲ့ဒီဝေဒနာတွေတက်တာမယ်စားဝင်အိပ်ပျော်မယ်အဓိကဝမ်းမှန်စီးမှန်မယ်ဒီအိမ်နောင်ရေးစက်ပိုင်းဆိုင်ရာကိစ္စတစ်မျိုးတည်းကိုပဲထုတ်ပေးတာဟာမဟုတ်ဘူးအညာမောင်ကတခြားအားဖြည့်အယူအနေနဲ့ထုတ်ပေးတာမို့လူပြိုတွေမှမဟုတ်ဘူးဒီထဲမှာစကားမှားသွားရင်လည်းခွင့်လို့ပါဥစဉ်နေရအစစားလို့ရတယ်ဘာလို့ဒီလိုပြောလဲဆိုတော့ခင်းလေးစီကနေပြီးတော့အကျော်အားနဲ့လို့စိတ်သွားတိုင်းကိုမပါလို့ဆိုပြီးတော့လာဝယ်တဲ့ဥစဉ်တွေမှာအများကြီးပဲရှိတယ်ဒါကိုပြောလို့တချို့ဆိုရင်ဥစဉ်တွေကဘာကိစ္စဒီစားတာလဲသူတို့အသွားပြီးတော့အပြစ်ပြောလို့မရဘူးဒီကိစ္စတွေကတကယ်ခံစားရတဲ့သူတိုင်းသိတယ်နော်တကယ်အမျိုးသားတွေတော်တော်များခံစားရတယ်အဲ့ဒီလူတိုင်းသိတယ်နော်အဲ့ဒါကြောင့်မလို့သူတို့ကိုသွားပြီးတော့အပြစ်ပြောလို့မရပါဘူးနေတာဒီတုံးလို့မြန်ညာအဲ့လိုမျိုးထောင်မမှုမရှိဘူးဆိုရင်ဒီခဏကဖွဲ့စည်းထားတာလေအဲ့လိုမျိုးမရှိဘူးဆိုလို့ရှိရင်ဒီဟိုဘောနော်ပြဿနာကဘောနော်စိတ်သွားတိုင်းကိုမပါတဲ့ပြဿနာတွေအဲ့လိုမျိုးတခုခုဆိုရင်စိတ်မကြည်တာမျိုးတွေဒီအာယုံကြောအားနေတာမျိုးတွေဖြစ်တယ်လမ်းကြမရှောင်နိုင်တာမျိုးတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့အိမ်အောင်တယ်မှမဟုတ်ဘူးလူပြိုတွေလည်းစားလို့ရတယ်ဆိုတာကိုခင်းလေးစီကနေပြီးတော့ဝယ်သွားတဲ့တဲ့တပါးရဲ့အကြောင်းပြောပြပေးမယ်ဥစဉ်ဆိုလို့ရှိရင်ဒီမန္တလေးဘက်ကပေါ့နော်သူကလမ်းမာတယ်ညီမတက္ကမဦးစင်းကတော့ဒီဝင်တော့အားဖြည့်ယူအနေနဲ့စားခြင်းနဲ့စားလို့ရလားအိမ်အောင်တယ်မဟုတ်တော့စားလို့ရပါမလားသူစိုးရိမ်ခဲ့တယ်ပေါ့နော်ဦးစင်းတရားကအိမ်အောင်တယ်စင်အောင်တယ်အတွက်ထူးကထုတ်ထားမဟုတ်ဘူးအာယုံကျော်အားနဲ့လည်းစားလို့ရရဲဆိုပြီးတော့သူကြွေးခဲ့တယ်နှစ်ပတ်အတွင်းမှာသူဒီလိုမျိုးအဆင်ပြေသွားကြောင်းပြန်လာပြောတယ်နော်